စာရောက်ပါပြီဆိုရင်လည်းအခု15ခဲနဲ့ကျော်လောက်ပေါ့ဘာအိမ်မအိုးပေါ်နေအမိုက်ပုံမှာတာလပါစီမိုးပြီးတော့လုံးအမိုက်ပုံမှာတယ်မဲဟိုခဲနဲ့ကျော်ခုမြင်နေရတာကတော့မဲဆောက်မြို့ပြင်ကအမိုက်ပုံကြီးပါနေအိမ်တွေစာတင်ကျောင်းတွေထပ်မြင့်ပြီးတောင်တန်းကြီးတစ်ဖွဲမြင်နေရတဲ့ဒီအမိုက်ပုံကြီးဟာမဲဆောက်မြို့ကထွက်လာတဲ့အမိုက်တွေကိုစုပုံထားတာပါဒီအမိုက်ပုံကြီးကိုရာနဲ့ချီတဲ့ရွှေပြောင်းမြန်မာအလုပ်သမားတွေဟာဆယ်စုနှစ်တွေနဲ့ချီပြီးတော့ဒီခိုခဲ့ကြရပူပါတယ်အမိုက်ထဲကပါလာတဲ့ပြန်ရောင်းစားလို့ရတဲ့ပစ္စည်းတွေကိုရှာဖွေပြီးရက်တီခဲ့ကြရတာပါလွန်ခဲ့တဲ့3နှစ်လောက်ကတော့ထိုင်းအာဏာပိုင်တွေကအမိုက်ကောက်ခွင့်တားမြစ်လိုက်တဲ့အတွက်မြန်မာတွေဟာအဲ့ဒီအမိုက်ပုံကြီးကိုနှီးခိုလောက်ကင်ခွင့်မရတော့ပါဘူးဒါပေမဲ့အခက်အခဲမျိုးမျိုးကြောင့်ဒီအမိုက်ပုံကြီးဘေးမှာပဲနေရာငှားရမ်းနေထိုင်နေကြရဆဲဖြစ်ပါတယ်နော်ချက်လမ်းထောက်လို့မရဘူးဝတ်တိတာပဲအဲ့ကနေပြီးတော့ဟိုကအပုတ်ကြီးအမိုက်ပုံကအပုတ်ကြီးကြတော့ပို့ဆိုးလူကဘလို့လဲခွေးတွေဘောက်ပေါ်ဖင်ထိုင်ထားတယ်လို့ကအနံပေါင်းအနံနဲ့နန်းလာတော့ရင်ထဲမှာဆိုးပြီးခေါင်းမူးလာပေါ့ဆရာလူကဟိုပထုံကရင်လည်းဖြစ်ခုံအားပြတ်သဘောမျိုးဖြစ်အနံတိုက်ကြီးကဘလို့လဲဆိုတော့ပြောကြမှဆိုရင်တော့မွန်ထုံပြီးတော့တစ်ခါတိုင်းအတက်မရှိဘူးညာဘက်ဆိုလည်းမအိမ်နဲ့နေခင်းဆိုတော့ဟိုလို့ရကြောသွားမယ်ဆိုပြန်တော့လည်းအပါမဆုံးမတန်ပြည့်နေတော့မသွားနိုင်ဘူးအတွက်တစ်လကိုဘတ်200သာပေးရတာဖြစ်ပါတယ်မြန်မာငွေနဲ့ဆိုရင်ကျပ်2000ခွဲဝန်းကျင်ပါသူတို့တက်နိုင်တဲ့ဈေးဖြစ်ပေမဲ့ကျန်းမာရေးအတွက်ကတော့စိန်ခေါ်မှုတွေရှိနေပါတယ်ဒီမိုက်ပုံကတော့လေသူကအမြဲစိနေတယ်ကိုကလည်းတနေရသွားဖို့ကဆွေးဖို့ပြုဖို့ကမိသားစုနဲ့ကြားတယ်ဟုတ်လားဟိုမှာအခက်ခဲကြပေါ့အဆင်မပြေတဲ့ပိုင်းလိုပဲသူများတော့နေနိုင်တယ်ဟဲ့ကိုလည်းနေရမယ်ဆိုရင်စိတ်တက်နေပဲဒီလိုပဲသိသိခံနေရတော့ဟုတ်လို့ကိုမျိုးကိုရွာလည်းမဟုတ်ဘူးဆိုတော့ဒီမှာနေရတယ်ဆိုတော့လိုပဲအခါတလေလဲပြောမဆိုရင်အနက်နန်တဲ့ခါကြရင်တော့လေတနေကုန်တော့မဟုတ်ပေါ့လူလေးတွေလိုက်နန်တယ်နန်တဲ့ခါကြတော့လေကိုတနေရတဲ့ညာခဏလမ်းဆောက်လိုက်တာပေါ့ဘယ်လိုတော့တနေရလမ်းဆောက်လိုက်တယ်လမ်းဆောက်လိုက်လည်းကောင်းသွားတယ်အမတန်အခုကျမကြီးမကောင်းတဲ့ခါဆိုရင်အဲ့ရမှာလဲတဲ့ခါကြရင်တော့တော်တော်ခံစားရတာဒီမိုက်ပုံကြီးဘေးကရွှေပြောင်းဒေသခံတွေဟာစားဝတ်နေရေးအတွက်ကြံခုတ်ပြောင်းချိုးအလုပ်နဲ့တောင်ယာအလုပ်တွေကိုလုပ်ကင်ကြသလိုရန်ဖန်ရန်ခါလာရောက်လှူဒန်းသူတွေကိုလည်းအားကိုးနေကြရတာရှိပါတယ်ဒီမှာလူငယ်တွေနေပါတယ်ဘန်ကောက်အပါဝင်မဲဆောက်မြို့ပေါ်ကိုတက်ပြီးအလုပ်လုပ်ကြရင်းနဲ့ဒီရက်ကွက်ကိုစွန့်ခွာသွားကြပေမဲ့အသက်အရွယ်ကြီးသူတွေမိဘတွေကတော့ဒီမှာပဲဆက်ပြီးတော့နေရခဲ့ကြရတာလို့ပြောပြပါတယ်တော်တော်လေးနဲ့ဒီတခါလာလို့ဆိုရင်အနက်ခံနေအောင်လေအဲ့ဒီမနိုင်ကြီးတွေတော့ရေကလည်းဒီရေလည်းအရင်တော့ရေကဖန့်တယ်ဒီရေအရင်တော့ရေကြီးဒီနောက်ပိုင်းဟိုမပေါ်ကနေရှင်းလာတဲ့ရေလေမပေါ်ကရှင်းလာတဲ့ရေတွေဒီမှာပဲကြာတာပေါ့ဒီမှာပဲတော်တော်လို့ရှင်းတာဒီမှာတော်တော်လို့ရှင်းဒီရေလေးသုံးလဲရရင်ကိုသုံးခွေးရမယ်ဆိုရင်တော့အကုန်လုံးတော့အဆင်ပြေတော့ပေါ့ထောင်းနေတော့အခုကဒီရေတွေ့ကြောက်လဲတခါစာဘူးနီရဲ့လဲတမော့နော်အလောကလည်းတခါလဲကြက်တယ်အလောကလည်းမပေါ်အမိုက်ဟာတကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင်စိန်ခေါ်မှုရှိနေတဲ့ပြဿနာဖြစ်ပြီးတိုးတက်လာနေတဲ့ခေတ်မှာပလတ်စတစ်အသုံးပြုမှုကလည်းတစ်နေ့ထက်တစ်နေ့မြင့်တက်လာနေတာပါမြန်မာနိုင်ငံမှာဆိုရင်လည်းတရက်ကိုအမိုက်တန်ချိန်9000လောက်ထွက်ရှိနေတယ်လို့ Institute of Global Environmental Strategy နဲ့တပ်မြန်မာတို့ပူးတွဲပြုစုထားတဲ့2020ခုနှစ်ထုတ်မူဝါဒရေးရာအစီရင်ခံစာအရသိရပါတယ်။အမိုက်တွေဟာဘေးဒုညဉ့်ညမ်းမှုတွေရေဆိုးတွေနဲ့မြေစီးလွှာပျက်စီးမှုတွေအပြင်လူကျန်းမာရေးကိုပါချိန်ချောက်နိုင်တယ်လို့
သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်တွေကထောက်ပြကြပါတယ်။ ဆိုတော့တဘာပုံရင်ထိခိုက်မှုတွေပြောတဲ့အခါမှာကျွန်တော်တို့ဒီပထမအဖြစ်ဒီလေးလူညံမှုတွေဖြစ်စေနိုင်တယ်နောက်ပြီးရင်ရေဆိုးတွေကျွန်တော်တို့ဖြစ်စေနိုင်တယ်နောက်ပြီးတော့မြေစီလောက်ဖြစ်စေမှုတွေဖြစ်စေနိုင်တယ်ပေါ့နော်ဆိုတော့ဒါတွေကတဘာပုံရင်ထိခိုက်မှုတွေအထူးသဖြင့်ဒီအနီးနားမှာနေတဲ့ဒေသခံတွေကဒီတဘာပုံရင်ထိခိုက်မှုခံစားနိုင်တယ်တစ်ဖက်ချင်းမှာလည်းပါရှိလဲဆိုတော့ဒီလူချမ်းမကြီးထိခိုက်မှုတွေပေါ့ခုနကပြောတဲ့တဘာပုံရင်ထိခိုက်မှုတွေကြောင့်လူချမ်းမကြီးထိခိုက်မှုတွေကျွန်တော်တို့အများကြီးဖြစ်စေနိုင်ဥပမာအဖြစ်ဝင်ပြင်းဝင်လျှော်ရောမျိုးအစာအစိတ်တင်တာမျိုးအခြေပြားရရမ်းတာမျိုးတက်ရှူလမ်းကြောင်းဆိုင်ရာရောဂါမျိုးဖြစ်တာမျိုးတွေပေါ့နော်နောက်ဆက်တွဲကျွန်တော်တို့ဒီကင်ဆာအထိပါဖြစ်စေတဲ့ပြဿနာတွေဖြစ်စေနိုင်ကြုံရနိုင်တယ်ပေါ့နော်မဲဆောက်အမိုက်ပုံကြီးဘေးကရွှေပြောင်းမြန်မာတွေမှာလည်းတက်ရှူကျက်တာရေပြားယောဂါနဲ့ဝမ်းပြက်ဝမ်းလျှောတာတွေကြုံတွေ့နေကြရတယ်လို့သိရပါတယ်ဒီလိုကျန်းမာရေးစိန်ခေါ်မှုတွေစာဝတ်နေရေးစိန်ခေါ်မှုတွေနဲ့အကြက်အတဲမျိုးစုံရှိနေတဲ့ကြားကကိုမျိုးအောင်တို့ဟာဒီအမိုက်ပုံကိုမစွန့်ခွာနိုင်ကြတဲ့အခြေအနေတွေရှိနေပါတယ်။ကိုကလည်းကိုနိုင်ငံရေးမအီးချမ်းတဲ့ตัวကြောင့်မလို့ပဲကိုလည်းဒီမှာပဲကိုလည်းဒီမှာပဲတော့ခံနေရ။ပြောမဆိုရင်တော့ကိုလည်းနေချင်ပဲအင်အားထောင်ချီတုံးပြီးဖျက်ဆီးခဲ့ကြပါတယ်။ကျူးကျော်တဲ့ပျက်စီးပုံတွေကြားထဲမှာဒုက္ခသည်တွေဖြစ်တယ်လို့နေထိုင်နေကြသေးပါ။ဖျက်ဆီးခံလိုက်ရတဲ့အိမ်အောင်စုပေါင်းက140တိန်ရှိပြီးစီပင်တာယာကစုပုံထားတဲ့အပျက်စီးတွေကြားထဲညအိမ်ုံတွေခိုနားနေကြရတယ်လို့ဦးအောင်ကျော်ဦးကပြောပါတယ်အလုတ်သွားလို့လည်းမရတာကြောင့်သမင်းတုံးနဲ့လာလှူတဲ့အစာစာတွေကိုမိကိုနေရတယ်လို့ဆိုပါတယ်နေစရာမဲ့နေတဲ့ပြည်သူတွေကိုဘယ်လိုလုပ်ပေးမလဲလို့အစိုးရကိုမေးခွန်းထုတ်လိုက်ပြီးအာဏာပိုင်နဲ့ခရိုနီပေါင်းပြီးစင်ရသားတွေကိုတည်တည်ကြည်ကြည်လုပ်နေကြတယ်လို့ပြောပါတယ်ဒီနားမှာတော့လူအိတ်ဖို့အတွက်လောက်တော့နေလို့ထိုင်လို့အဆင်ပြေအောင်လုပ်ထားတာပေါ့နော်အလုပ်ကတော့ဘဲမှသွားလှုပ်ရှားလို့လည်းမရပါဘူးလာဝေတဲ့ထမင်းတုံးနဲ့အခုလာလှူတဲ့ဟာနဲ့ပဲစားနေရတာပေါ့နော်သူတို့ဘက်ကဒီနေစရာမရှိစင်းရဲသားတွေကိုဘယ်လိုအနေထားမျိုးလုပ်ပေးနိုင်မလဲကျွန်တော်တို့ကျူးမဖြစ်အောင်သူတို့ဘယ်လိုစီစဉ်ပေးနိုင်မလဲပေါ့အာနာပိုင်နဲ့ခရိုနီနဲ့ပေါင်းပြီးတော့ဒါလုပ်တင်တာတွေမလုပ်တင်တာတွေမစင်းစားဘူးဒါသူတို့လုပ်ကြတာပေါ့နော်ဒါသူတို့နီလန်မှန်လားမမှန်လားလဲဒါသူတို့တွေလည်းမစင်းစားဘူးပေါ့နော်ဖြစ်ချင်တာဖြစ်ပေါ့မရှိစင်းရတာတီတီကြီးကြီးဆိုတဲ့ပုံစံမျိုးပေါ့အဲ့ဒီလိုမျိုးလုပ်တဲ့အပိုင်းတွေတော့ရှိပါတယ်အဲ့လိုပဲသတ်မှတ်ရမှာပဲအစိုးရစီမံကိန်းတွေမစခင်တောကြီးမြတ်မဲကလေးကနေထိုင်လာကြသူတွေဖြစ်တယ်လို့ရောချင်းငွေလည်းတပြားတစ်ချက်မှမရဘူးလို့ဒေါသတကြီးပြောလာသူကမခင်မာအေးပါဘိုးဘွားစဉ်ဆက်လေယာလောက်ကင်ပြီးနေထိုင်ခဲ့တဲ့သူတို့အတွက်အခုတော့ဘယ်နေရာသွားနေရမလဲလို့ဆိုလာပါတယ်အတက်ငယ်ငယ်လေးကမွေးကလေးကနေလာခဲ့တာဒီတောကြီးတောင်ကြီးထဲမှာနေလာခဲ့တာအဲ့ဒါကိုသူတို့ပစ္စည်းပါဆိုပြီးကျမတို့အကုန်လုံးမောင်းထုတ်တယ်သတင်းစာထဲမှာလည်းတွေ့ပါတယ်အကုန်လုံးပေးပြီးွားလို့မောင်းထုတ်တာပါတဲ့သူတို့တွေကတကယ်တမ်းကျတော့အထက်ကလူတွေပဲအကုန်လုံးယူသွားတာကြီးပဲကျမတို့တစ်ချက်တစ်ပြားတော့မရပါဘူးသူတို့တွေကတခါတည်းကားကြီးတွေနဲ့လူအင်အားတွေဆိုမနေဘူးပဲအိမ်ကိုဝိုင်းပြီးတော့ဗတ်ဖိုးနဲ့ပါရိုက်ချပြီးတော့တခါတည်းကိုအကုန်လုံးကားပေါ်တင်ပြီးအကုန်လုံးဒီနားမှာတုံချတာခဲ့သူတို့ကအင်အားနဲ့နိုင်နဲ့စီးနေနဲ့အကုန်လောက်သွားတာရိုက်ရချိုးဗဖိုးနဲ့ပါကောက်ထားတဲ့ဓာတ်ပုံတွေလည်းရိုက်ထားပါတယ်ကျမတို့နိုင်နဲ့စီးနဲ့အကုန်လုံးလှုပ်တာဘယ်သူမှတာဝန်မယူနိုင်ဘူးကျမတို့ကဒီနိုင်ငံဒီမှာမွေးဒီမှာကြီးဒီမှာကြောင်းတက်လာတာ